အဓိကပြဿနာကအခုကြည့်လိုက်တဲ့ထဲမှာကျောင်းသားတွေကျောင်းသူတွေများအဲ့ဒါဟာအမတန်အလားအလာကောင်းတဲ့အနာဂတ်အတွက်လှပတဲ့ကြပြလေးတစ်ပုဒ်အဲ့ဒီမျိုးဆက်တွေလက်ထဲမှာမှအနာဂတ်နိုင်ငံတော်ရှိတယ်အဲ့ဒီမျိုးဆက်တွေကောင်းမှကျွန်တော်တို့နိုင်ငံကောင်းမှာအဲ့တော့အဲ့ဒီလူငယ်ကျောင်းသူကျောင်းသားလေးတွေရဲ့နှလုံးသားထဲမှာတခုပဲရှင်မထဲမှာပတ်ထားရဝမ်းနေရင်မငိုနဲ့ရိုင်းနေရင်ပြန်တက်မှကိုယ်မကောင်းတာပြောရင်ဥပ္ပခါပြုလဲနေရင်ပြန်ထဘတော့မှအထူမခံနဲ့အဲ့ဒီစိတ်ဓာတ်ကိုမွေးဘယ်နေရာမဆိုအလဟတမနေနဲ့အချိန်ကိုမဖြုံးနဲ့8နာရီ3ပိုင်း24နာရီ8နာရီ3ပိုင်းစာကြည့်ရရှိတယ်လူတွေကအလုံးလုံးချိန်ရှိတယ်နားကြီးရှိတယ်အဲ့ဒီမှာစာလေးတစ်ပုဒ်ကြပြလေးတစ်ပုဒ်ဖြစ်ဖြစ်စောင်းမလေးတစ်ပုဒ်ဖြစ်ဖြစ်ဖတ်ရင်မိမိဘဝအတွက်အကျိုးရှိတယ်အခုကဘာဖြစ်နေလဲလို့မင်းလေစိတ်တွေမှာကိုယ်ကကြည့်လိုက်ခေါင်းရည်ငုံပြီးဖုံးပွနေပြီဆိုရင်အဲ့ဒါမြန်မာကျောင်းအိတ်တဲ့စာအုပ်တို့ကိုထုတ်ဖတ်နေပြီဆိုရင်အဲ့ဒါဥရောပတိုက်သားကျောင်းအိတ်ကြီးကိုလူလိုသူလိုမအိပ်ဘူးဆိုရင်တော့အဲ့ဒါအမေရိကန်ပဲလေစိတ်တစ်ခုလုံးထွက်ပြေးခြင်းလောက်အောင်စိတ်ညစ်ပြီဆိုရင်တော့တရုတ်တိုက်ဝင်လာပြီလားမှတ်လိုက်တော့အဲ့ဒါလူလူကအမျိုးမျိုးအသီးသီးခွဲခြားလို့ရတယ်အဲ့ဒါဆရာမောင်စင်ဝင်းပြောပြ